သူတို့ချစ်တဲ့ကိုရီမာတွေအားလုံးပဲမင်္ဂလာပါနော်ကဲဒီကနေ့ကတော့ညီမတို့တရက်6လ26ပေါ့နော်10ချိန်ပေါ့နော်လာမဲ့10ချိန်မြောက်အတွက်ခါးပိုင်ဆိုင်ကလေးပေါ့နော်ခါးပိုင်ဆိုင်ကလေးပါနော်ခါးပိုင်ကိုတွက်ထုတ်ပေးသွားမယ်နော်ဒါဆိုရင်လိုက်ပြီးတော့ကြည့်ဦးပေါ့နော်စပါမယ်နော်ဒီမှာရှိနေတာကနှစ်ပါဒီနှစ်ပေါ့နော်ဒီနှစ်ကဆိုလို့ရှိရင်အောက်မှာဒီမှာ6ရေ6ရေနှလုံးပေါင်းခြင်းနဲ့เนาะနဲ့ညီမြခြင်းနဲ့ဆိုပြီးတော့ဆင်ထားပါတယ်เนาะဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်ပြီးသွားမယ်ဒီမှာရှိနေတာက6ပါเนาะ6ပါဆိုရင်ဒီမှာကျတော့3ညရဲ့1ရဲ့သူအောက်ကပင်ပေါ့နော်နှလုံးပေါင်းမယ်3ညနဲ့1နှလုံးပေါင်းတော့ပေါင်းခြင်းက1ဆိုပြီးတော့ရထားတယ်6ရဲ့ပါဝါ1ပေါ့နော်အဲ့လိုရထားပါတယ်ဒါဆိုရင်နောက်ထပ်တစ်လုံးဆက်ပြီးတော့သွားမယ်ဒီမှာရှိနေတာက1ပါနော်1ဆိုရင်သူလည်းတိုင်းမဲ့သူရဲ့အောက်ကနှလုံးပေါင်းခြင်းပေါ့နော်1နဲ့9နဲ့နှလုံးပေါင်းမယ်1 9နှလုံးပေါင်းတော့ပေါင်းခြင်း8ဆိုပြီးတော့ရတော့1ရဲ့နှက်ခတ်8ဆိုပြီးတော့ဆင်ထားတာပေါ့နော်ဒါဆိုရင်ဒီတက်ကဒီမှာရှိနေတာကခွန်လေးပါနော်ခွန်ကဆိုရင်ဘယ်ဆင်မလဲဆိုတော့ဒီမှာရှိနေတဲ့8ကဒီမှာလာမဲ့အလေတိုင်းခါးပိုင်တစ်လုံးပေါ့နော်နှလုံးပေါင်းမယ်ဆိုရင်ပေါ်မှာဘယ်လိုဆင်လဲဆိုတော့ equal power နှက်ခတ်နဲ့ဆင်မယ်ဆိုတော့ဒီခွန်ကဆိုရင်ဘာဖြစ်မလဲဆိုပြီးတော့သူက equal power နှက်ခတ်ပေါ့နော်ခုနှစ်ညီမြခြင်းဆိုတော့ခုနှစ်ရဲ့ power ကနဲ့ခုနှစ်ရဲ့နှက်ခတ်က3ညနော်နှလုံးပေါင်းမယ်ဆိုရင်ခွန်ဖြစ်ကမယ်နေဖြစ်ကမယ်3ညဖြစ်ကမယ်ဆိုပြီးတော့ရထားတာပေါ့နော်ရှိနေတာကဒီမှာရှိနေတဲ့ကဏ္ဍလေးက8ပါနော်နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဖြစ်ကမယ်ဆိုတဲ့အတွက်ကြောင့်ညီမတို့က9ထည့်ပါမယ်8ရေ9ရေနှလုံးပေါင်းမယ်ဆိုရင်ဒီမှာလိုချင်တဲ့ပေါင်းခြင်း9ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်နောက်တစ်လုံးက8ရေနောက်တစ်လုံးနဲ့ပေါင်းရင်ဘာဖြစ်မလဲဆိုတော့2ဖြစ်ကမယ်အဲ့တော့8နဲ့4နဲ့ပေါင်းလိုက်ပါမယ်8နဲ့4နဲ့ပေါင်းရင်ပေါင်းခြင်း2ဒီမှာလိုချင်တဲ့2ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ဒီမှာရှိနေတာ8နောက်တစ်လုံးနဲ့ပေါင်းရင်သူက3ညဖြစ်နေတာဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာ2ထည့်လိုက်မယ်8နဲ့2နဲ့နှလုံးပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းခြင်းက3ညဆိုတာကိုရလာပြီပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ပေါ့နော်ကစားရမယ့်ခဏလေးကထွက်လာပြီဒါမဲ့တရက်6လ26ပေါ့နော်10ချိန်ပါနော်ဒါမဲ့10ချိန်မှာကစားရမယ်เนาะခါပိုင်လေးပါเนาะခါပိုင်လေးကိုညီမရှာတွေ့ထားတာကတော့9ရဲ့4ရဲ့2ရဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါညီမရှာတွေ့တာချက်ပြခြင်းဖြစ်ပါတယ်ပေါ့နော်ဘိုးတို့မာတို့ကအကြိုက်တူမယ်ကြိုက်နေမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်